အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Movie Recap Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင်တို့ကိုအသစ်ထွက်ရှိလာတဲ့ Korea Action Drama ရုပ်သံဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တဲ့ One High School Hero ဆိုတဲ့ဇာတ်လမ်းကောင်းလေးနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုအမြဲလိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုရင်အစဉ်သင့်ဖြစ်ပြီဆိုရင်အခုပဲစလိုက်ကြရအောင်ပါအပိုင်းတရဲ့ဇလန်းအစမှာတော့ဖခင်ဖြစ်သူနဲ့အတူကျောင်းအပ်နေတဲ့ E Green ကိုမြင်ရပြီးသူတို့ရှိကကျောင်းဆရာဖြစ်သူကလည်းကျောင်းစည်းကမ်းတွေကိုရှင်းပြနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဆရာဖြစ်သူကသူ့ကိုအတန်းနဲ့ခေါ်သွားရင်ကျောင်းသားတစ်တူကျောင်းပြောင်းလာကြောင်းအတန်းဘော်တွေနဲ့မိတ်ဆက်ပေးနေပြီးသူကရခင်ကျောင်းတုန်းကလည်းထိတ်တန်းကျောင်းသားတအုပ်ဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစာသင်ခန်းထဲကိုယုံကြည်ဆိုတဲ့နောက်ထပ်ကျောင်းသားတစ်ယောက်ဝင်လာပြီးဆရာကလည်းဘာလို့အတန်းနောက်ကျနေရတာလဲလို့မေးလိုက်ပါတယ်။သူကလည်းစင်ကြေစင်လက်တွေပေးရင်နောက်ထပ်မနောက်ကျစေရပါဘူးလို့ပြောလာခဲ့ပါတယ်။ခဏအကြာမှာတော့ချောဟုံဤတို့ကလည်း E Green ကိုဒစီတစောင်းအကဲခတ်ရင်ကျောင်းသားတစ်ကိုသင်ခန်းစာပေးလိုက်ရမလားလို့သူတငယ်ချင်းတွေကိုမေးမြန်းတိုင်ပင်လိုက်ပါတယ်။သူရဲ့တငယ်ချင်းကတော့သူ့ဘာသာသူနေပါစေလို့ပြောလိုက်ပါတယ်။ E Green ကတော့ကျောင်းစာတွေနဲ့အလုပ်ရှုပ်နေပြီးစာရွက်ထဲကအနာဂတ်မှာဘာလုပ်မလဲဆိုတဲ့မေးခွန်းကိုတော့သူလည်းဘာဖြေရမှန်းမသိတာကြောင့်ဒီအတိုင်းသာထိုင်ကြည့်နေမိခဲ့ပါတယ်။နောက်တစ်ခါမှတော့ E Green ကကျောင်းကနေကျူရှင်ကိုတွားနေရပြီးညမိုးချုံမှအိမ်ပြန်ရောက်လာခဲ့ပါတယ်။ E Green ကကက်ဆက်တစ်လုံးကိုတွားလေရတဲတွားလေးရှိသလိုအချိန်တိုင်းလိုနှကြက်တက်ထားလေးရှိပါတယ်။အိမ်ပြန်ရောက်ချိန်မှာတော့မိခင်ဖြစ်သူဒါဘင်ကလည်းကြောင်းတက်ရတဲ့ပထမဆုံးနေ့ကအဆင်ပြေရဲ့လားလို့မေးလာပါတယ်။ဤကင်းကလည်းပြေပါတယ်လို့ပြန်ဖြေဒီဆေးတွေကိုစက်မတောက်နေတော့လို့သတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဤကင်းလည်းအခန်းထဲဝင်သင်ခန်းစာတွေနဲ့အလုပ်ရှုပ်ရပြန်ပြီးမကြခင်မှာပဲသူ့ကိုစာသင်ပြပေးဖို့အဖေဖြစ်သူစုတ်တေးရောက်လာပါတယ်။ဤကင်းကလည်းပု္ပ္ပစာတစ်ပုဒ်ကိုမဖြေရှင်းနိုင်ဖြစ်နေတာကြောင့်အဖေဖြစ်သူကလည်းသူ့ရဲ့ခေါင်းကိုလက်ညှိုးနဲ့အချိန်ချင်းထိုးနှက်ရင်းစူပူပစ်တင်နေခဲ့ပြီးဤကင်းလည်းဒေါသထွက်နေပေမဲ့နောက်ဆုံးမှာတော့ဒီပု္ပ္ပစာကိုဖြေရှင်းနိုင်သွားခဲ့ပါတယ်။အဲ့ဒီကကြမှာအဖေဖြစ်သူလည်းကြေနပ်သွားပြီးမင်းလုံနိုင်မယ်ဆိုတာငါသိပါတယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဤကင်းလည်းအဲ့ရဝင်ရင်သူ့ကိုယ်သူလဲပင်းညှစ်နေခဲ့ပြီးဒီဖြစ်စဉ်တွေဟာသူညာတိုင်းဖြတ်တန်းနေကြပုံစံပဲဖြစ်ပါတယ်။မနေ့ပိုင်းဤကင်းရဲ့အတန်းနဲ့ဝင်လာချိန်မှာတော့ဟုံအီကចောင်းသားတစ်ယောက်ကိုအနိုင်ကျင့်နေတာကိုတွေ့လိုက်ရပြီးဘာလို့သူ့အတွက်ပေါင်မုံမယူလာတာလဲလို့မေးမြန်းရင်းပြဿနာရှာနေပါတယ်။ចောင်းသားလည်းသူ့ကိုခွင့်လွှတ်ပေးဖို့နဲ့နောက်မဖြစ်စေရပါဘူးလို့တောင်းပန်နေပြီးဟုံအီကတော့မကျေနပ်သေးပါဘူး။ဟုံအီကအဲ့ဒီចောင်းသားကိုအနိုင်ကျင့်နေပေမဲ့ဤကင်းကတော့ထုံးစံအတိုင်းထိုင်ကုန်မှထိုင်နှကြက်တက်ရင်သင်ခန်းစာတွေဆက်လက်လေ့လာနေပြီးတစ်ဖက်မှာတော့ចောင်းသားကဟုံအီကိုကြောပိုးရင်လှည့်ပတ်သွားနေရပါတယ်။ဒီချိန်မှာတော့ဤကင်းရဲ့ကက်ဆက်ကိုပါမတော်တဆထိခိုက်မိပြီးကက်ဆက်လည်းကျမ်းမြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဤကင်းလည်းကက်ဆက်ကိုကောက်ယူလိုက်ပြီးဟုံအီကိုကြည့်လိုက်ချိန်မှာတော့ဟုံအီကចောင်းသားလေးကိုမညာမတာထိုးကျိတ်နေပြီးနှထင်ကိုလက်ညှိုးနဲ့ထိုးရင်ပြောဆိုနေတာကိုလည်းတွေ့လိုက်ရပါတယ်။ဤကင်းလည်းဖခင်ဖြစ်သူရဲ့စူပူကျိမ်းမောင်းဘုံတွေကိုမျက်လုံးနဲ့ပြန်မြင်လာပြီးသူလည်းဟုံအီကိုအော်ဟစ်ဟန်တာမိသွားပါတယ်။ဟုံအီကလည်းမင်းငါကိုလာအော်နေတာလားလို့မေးလာရင်ဤကင်းကိုပါဝင်ရောက်ထိုးကျိတ်ပြန်ပါတယ်။ယုံကြည်အပါဝင်တခန်းလုံးကចောင်းသားတွေလည်းဝင်မတားရဲတာကြောင့်ဒီအတိုင်းရက်ကြည့်နေကြပါတယ်။အဲ့ဒီနောက်မှာတော့ဟုံအီရဲ့တငယ်ချင်းကအရန်ကြမ်းကြမ်းတမ်းမလုပ်ဖို့နဲ့ဒီလောက်ဆိုရပြီလို့ပြောလာခဲ့ပါတယ်။ဤကင်းအိမ်ပြန်လာချိန်မှာတော့ဟုံအီနဲ့တငယ်ချင်းတစ်တိုက်ကလည်းဤကင်းကိုလမ်းကစောင့်နေပြီးသူတို့စီကိုလာခဲ့ဖို့လှမ်းခေါ်လိုက်ပါတယ်။ဤကင်းလည်းအနားရောက်လာချိန်မှာတော့သူတို့ကပတ်စံတောင်းလာကြပြီးဤကင်းရဲ့ပတ်စံအိတ်ထဲကပတ်စံတွေအားလုံးကိုလည်းယူလိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဟုံအီကသူဆက်သွယ်လာတိုင်းမှာဤကင်းဘက်ကပြန်ဖြေရမယ်လို့ပြောလာခဲ့ပြီးဤကင်းကလည်းចောင်းစာတွေနဲ့အလုပ်ရှုပ်နေတာကြောင့်မဖြစ်နိုင်ကြောင်းကိုပြောလာခဲ့ပါတယ်။ဟုံအီကတော့အဲ့ဒါကငါကိစ္စမဟုတ်ဘူးငါဆက်သွယ်တိုင်းမင်းပြန်ဖြေရမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဤကင်းလည်းနေရာကထွက်လာခဲ့ပြီးဟုံအီမှာစွန်ကျွန်းဆိုတဲ့တငယ်ချင်းတစ်ယောက်လည်းရှိပါသေးတယ်။သူကလည်းဤကင်းထွက်သွားတာကိုထိုင်ကြည့်နေခဲ့ပြီးညရောက်ချိန်မှာတော့အဖေဖြစ်သူကလည်းထုံးစံအတိုင်းစာသင်ပေးနေသလိုဤကင်းကလည်းအရင်ရက်တွေလိုပဲအဲ့ချိန်တိုင်းမှာသူ့ကိုယ်သူလဲပင်းညှစ်နေခဲ့ပါတယ်။နောက်နေ့မနေ့ကြောင်းရောက်ချိန်မှာတော့ဟုံအီကဤကင်းကိုဆက်သွယ်လာပေမဲ့ဤကင်းကတော့ပြန်မဖြေခဲ့ပါဘူး။အတန်းနဲ့ရောက်လာချိန်မှာတော့ဒေါသထွက်နေတဲ့ဟုံအီကလည်းစာလုံးနေတဲ့ဤကင်းကိုဝင်တီးပြန်ပြီးငါစာပုတ်တာကိုဘာလို့ပြန်မဖြေတာလဲလို့မေးလာပါတယ်။ဤကင်းကလည်းသူ့ကိုခွင့်လွှတ်ပေးဖို့တောင်းပန်လာပေမဲ့ဟုံအီကတော့မနှက်ဖြန်ငါစာပုတ်ဝယ်လာပေးလို့ပြောလာခဲ့ပြီးဤကင်းရဲ့နှကြက်ကိုယူတက်ရင်ကက်ဆက်ကိုလည်းစူးစမ်းနေခဲ့ပါတယ်။ဤကင်းကလည်းဒီပစ္စည်းတွေဟာသူ့အတွက်တော့အလွန်အရေးပါတာကြောင့်သူ့ရဲ့ပစ္စည်းတွေကိုပြန်ပေးဖို့ဟုံအီကိုပြောလိုက်ပြီးဟုံအီကလည်းသူပြောတဲ့စကားကိုနားမထောင်တာကြောင့်ဤကင်းလည်းကက်ဆက်ပြန်ပေးဖို့ထပ်တလဲလဲတောင်းဆိုနေခဲ့ပါတယ်။ဟုံအီကလည်းပြန်မပေးတဲ့အပြင်ပစ္စည်းတွေကိုပစ်ချပြီးခြေထောက်နဲ့နင်းချရင်ဤကင်းရဲ့ခေါင်းကိုလည်းလက်ညှိုးနဲ့ထိုးလိုက်ပါတယ်။တီးမခံနိုင်တော့တဲ့ဤကင်းကလည်းလက်သီးစာကျွေးလိုက်ပြီးအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်လည်းအကျိတ်နဲ့ထိုးကျိတ်တိုက်ခိုက်ကြပါတော့တယ်။တယောက်နဲ့တယောက်လက်ရည်မျှနေတာကြောင့်အချိန်အတော်ကြာတဲ့အထိနှစ်ပတ်လုံးကတိုက်ခိုက်နေကြပြီးတဒန်းလုံးကလည်းသူတို့ထိုးကျိတ်တာကိုထိုင်ကြည့်နေကြပါတယ်။တချီမှာတော့ဤကင်းကဟုံအီရဲ့လေဘင်းကိုမိမိရရဖမ်းချုပ်မိသွားပြီးသူလည်းညာတိုင်းသူ့ကိုယ်သူလေဘင်းညှစ်တယ်လို့မျိုးဟုံအီကိုလည်းမသိယုံတမဲညှစ်ထားလိုက်ပါတယ်။ဟုံအီပြန်မတိုက်ခိုက်နိုင်တော့မှဤကင်းလည်းလက်လွတ်ပေးလိုက်ပြီးဒီပစ္စည်းတွေကသူ့အတွက်အရေးကြီးတဲ့ပစ္စည်းတွေဖြစ်ကြောင်းထပ်ပြောလာပြန်ပါတယ်။
အဲ့ဒီနောက်မှာတော့ကက်ဆက်နဲ့နကြက်ကိုပြန်ကောက်ယူရင်းထုံးစံအတိုင်းပဲနကြက်တက်ပြီးစာပြန်လုပ်နေလိုက်ပါတယ်။ကျောင်းဆင်းလို့အိမ်ပြန်ချိန်မှာတော့တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ယုံကီကလည်းဤကင်းနောက်ကလိုက်လာရင်မိတ်ဖွဲ့နေပြီးတိုက်ခိုက်ရေးပညာတွေဗမာတင်လာတာလဲမင်းဒီနေ့လှုပ်သွားတာတကယ်မိုက်တယ်လို့ပြောလာခဲ့ပါတယ်။ဒါပေမဲ့ဤကင်းကတော့သူဟာမတိုက်ခိုက်ခြင်းကြောင့်သာပြန်ပြောခဲ့ပြီးဘတ်စကားဘောရောက်ချိန်မှာတော့ဤကင်းလည်းတယောက်တည်းအတွေ့တွေလွန်ပြီးပီတီတွေဖျားနေတာကြောင့်မှတ်တိုင်မှာကြော်သွားခဲ့ပါတော့တယ်။ဒါနဲ့ပဲကျူရှင်မနောက်ကျသွားရပြီးညဘက်အိမ်ပြန်ရောက်ချိန်မှာလဲမိဘတွေကဘာလို့ဒီနေ့နောက်ကျနေတာလဲလို့မေးမြန်းလာကြပါတယ်။ဤကင်းကလည်းဘတ်စကားဘောအိပ်ပျော်သွားလို့ဘာလို့အကြောင်းပြလိုက်ပြီးအမေဖြစ်သူဒါပင်ကလည်း TV တန်ကိုတဆုံးမြင့်ထားလိုက်ပါတယ်။အဖေဖြစ်သူကတော့ဤကင်းကိုစူပူနေပြီးရေချိုးကန်းထဲကပြန်ထွက်လာတဲ့ဤကင်းလည်းအကိုဖြစ်သူကဇပွဲမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့နကြက်နဲ့ကက်ဆက်ကလည်းအကိုဖြစ်သူပေးသွားခဲ့တာဖြစ်ပြီးနှလုံးသားကအတန်ကိုနားထောင်တတ်အောင်စူးစမ်းဖို့မှာခဲ့ပါတယ်။နောက်နေ့မနက်ကြောင်ရောက်ချိန်မှာတော့ဤကင်းကိုဟုံအင်ကရန်စဖို့စူးစမ်းပြန်ပြီးပြဿနာမဖြစ်ချင်တဲ့ဤကင်းကလည်းမနေ့ကကိစ္စအတွက်တောင်းပန်ကြောင်းနဲ့နောက်မဖြစ်စေရဘူးလို့ပြောလိုက်ပါတယ်။ယုံကီကတော့ဤကင်းကိုဘာလို့တောင်းပန်နေတာလဲနောက်ထပ်လည်းအများကြီးတိုက်ခိုက်ရအောင်မလို့ပြောလာပါတယ်။ဤကင်းကတော့သူဟာတိုက်ခိုက်လို့စိတ်မရှိကြောင်းထပ်မံပြောလာခဲ့ပြီးခဏကြာမှာတော့ဟုံကြီးရဲ့တငယ်ချင်းစွန်ကျွန်းကတန်းစင်ကန်းထဲကိုလိုက်လာပြီးဤကင်းကိုထိုးကြိတ်ပါတော့တယ်။စွန်ကျွန်းရဲ့တငယ်ချင်းတွေပါတန်းစင်ကန်းထဲကိုလိုက်လာကြတာဖြစ်ပြီးအခြားចောင်းသားတွေကရှောင်ထွက်သွားပေမဲ့ယုံကီကမသိကျင်အောင်ဆောင်နေတာကြောင့်ဟုံကြီးလည်းယုံကီကိုကြည့်ရင်မင်းကဒီမှာဘာဆက်လုပ်နေတာလဲလို့မေးလာပါတယ်။ယုံကီကလည်းထုံးစံအတိုင်းဆက်ပြဲပြဲမျက်နှာထားနဲ့ငါကပွဲကြီးပြိတ်သက်လေးလို့ပြန်ပြောလာပါတယ်။ဒေါသထွက်လာတဲ့ဟုံကြီးလည်းယုံကီကိုထိုးကြိတ်ဖို့လုပ်ပေမဲ့စွန်ကျွန်းကတားလိုက်ပြီးဤကင်းကလည်းဘာလို့သူ့ကိုဝင်ထိုးတာလဲလို့စွန်ကျွန်းကိုမေးလိုက်ပါတယ်။စွန်ကျွန်းကလည်းတငယ်ချင်းဖြစ်သူဟုံကြီးအတွက်လက်တုပ်ပြန်တာဖြစ်ကြောင်းပြောလာပြီးဤကင်းကလည်းအဲ့ဒီအတွက်ငါတောင်းပန်ပြီးလို့ပြန်ပြောလာပါတယ်။စွန်ကျွန်းကလည်းအဲ့ဒါကမလုံလောက်သေးဘူးငါရှိမှဒူးထောက်တောင်းပန်လို့ပြောလိုက်ပါတယ်။ဤကင်းကစကားနားမထောင်တာကြောင့်သူလည်းလက်သီးနဲ့ထိုးလိုက်ပြီးအဲ့ဒီအချိန်မှာပဲဆရာဖြစ်သူပါတန်းစင်ကန်းထဲကိုရောက်လာပါတယ်။အဲ့ဒီနောက်မှာတော့အချင်းတွေကိုအကဲခတ်ရင်ဤကင်းကိုစွန်ကျွန်းကထိုးလိုက်မှတီးသွားတာကြောင့်ဤကင်းကိုစေကူတာဖို့ခေါ်သွားလို့ယုံကီကိုပြောလိုက်ပါတယ်။ယုံကီလည်းဤကင်းကိုခေါ်ထုတ်သွားချိန်မှာတော့ဆရာဖြစ်သူလည်းစွန်ကျွန်းကိုမင်းကဘာလို့ဒီလိုတွေလုပ်နေတာလဲမင်းကဂန်စတာလားလို့စူပူချိန်မောင်းနေပြီးအမေဖြစ်သူကိုရောဆက်သွယ်ရလားမင်းအမေဘယ်ရောက်နေမှန်းတော့မင်းသိရဲ့လားလို့ပြောလိုက်ပါတယ်။စွန်ကျွန်းလည်းဒေါသထွက်နေပေမဲ့တစ်ဖက်ကဆရာဖြစ်နေတာကြောင့်ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး။နောက်တစ်ခါမှတော့ယုံကီတို့လည်းစာသင်ခန်းထဲကိုပြန်ရောက်နေကြပြီးဤကင်းလည်းသူ့ရဲ့ကက်ဆက်နဲ့နကြက်လေးပျောက်သွားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဟုံးအီကသူ့ကိုဖုန်းဆက်လာပြီးကက်ဆက်နဲ့နကြက်ကိုသူယူသွားတာဖြစ်ကြောင်းနဲ့သူ့စီပြန်လာရွေးလို့ပြောလာပါတယ်။ဒေါသထွက်နေတဲ့ဤကင်းလည်းချက်ချင်းပဲဟုံးအီစီကိုလိုက်သွားပြီးယုံကီကလည်းနောက်ကလိုက်လာနေရင်ဘာလို့ချက်ချင်းလိုက်သွားရတာလဲအဲ့ဒီကက်ဆက်နဲ့နကြက်ကဘာလို့အတိလောက်တောင်အရေးကြီးနေရတာလဲလို့မေးလိုက်ပါတယ်။ဤကင်းကလည်းအဲ့ဒီပစ္စည်းတွေကသူ့ကိုပစ္စည်းတွေဖြစ်တာကြောင့်အတော်အရေးကြီးကြောင်းပြန်ပြောလာခဲ့ပါတယ်။တစ်ဖက်မှာတော့စွန်ကျွန်းကဤကင်းရဲ့ပစ္စည်းတွေကိုကြည့်ရင်သူဒီကိုလိုက်လာမှတေးကြရဲ့လားလို့ဟုံးအီကိုမေးလိုက်ပါတယ်။ဟုံးအီကလည်းဤကင်းတေးကြပေါက်ရောက်လာလိမ့်မယ်လို့ပြောနေပြီးခဏအကြာမှာတော့ဤကင်းတို့နှစ်ယောက်လည်းချိန်ထားတဲ့နေရာကိုရောက်လာကြပါတယ်။စွန်ကျွန်းလည်းပစ္စည်းတွေလာယူလို့ဤကင်းကိုပြောလိုက်ပြီးအနားရောက်လာတော့ပစ္စည်းတွေယူဖို့ဆိုရင်အရင်ဆုံးငါ့ကိုနိုင်အောင်တိုက်ခိုက်ရမယ်လို့ပြောလာပါတယ်။ဤကင်းကလည်းသူ့ကိုဘာလို့ဒီလိုတွေလုပ်နေတာလဲသူဘာအမားလုံးမိလို့လဲလို့မေးလာပြီးစွန်ကျွန်းကလည်းဒီကိုရောက်လာကြတဲ့ကမင်းအမားပဲလို့ပြောရင်စတင်ထိုးကြိတ်ပါတော့တယ်။ဤကင်းလည်းပြန်လဲထိုးကြိတ်ဖို့လုပ်နေပေမဲ့စွန်ကျွန်းကိုထိထိရောက်ရောက်မတိုက်ခိုက်နိုင်ပဲဖြစ်နေပြီးစွန်ကျွန်းကလည်းသူ့ကိုဒရဇက်ထိုးနေခဲ့ပါတော့တယ်။ဤကင်းလည်းစွန်ကျွန်းကိုသူဘာလို့မထိုးနိုင်တာလဲလို့အဖြေရှာရင်စွန်ကျွန်းရဲ့လက်ဝဲဆန်ဆန်လက်သီးထိုးတွဲလုံးတွေကိုတတိပြုမိသွားပါတယ်။အဲ့ဒီနောက်မှာတော့ဤကင်းလည်းစွန်ကျွန်းရဲ့ထိုးချက်တွေကိုသာချိန်သားကြိုက်ရှောင်တဲ့ရင်အကာအကွယ်လွတ်သွားတဲ့စွန်ကျွန်းရဲ့မျက်နှာကိုလက်သီးနဲ့မိမိရရထိုးလွတ်လိုက်ပါတော့တယ်။စွန်ကျွန်းကလည်းနောက်ကိုရိုင်းထွက်သွားပြီးဒီဇလန်ရဲ့အပိုင်း1ကလည်းဒီမှာတင်ပဲပြီးဆုံးသွားခဲ့ပါတော့တယ်။မကြခင်မှာပဲအပိုင်း1ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လေးပြုလုပ်ထားပြီးစောင့်ကြည့်ဖို့ကိုလည်းတောင်းဆိုလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။